အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ဒီနေ့တော့ကျွန်တော်ရဲ့ရွှေမန်းရှင်နေပုတ်ပင်လေးကျိုးဆိုလိုက်ပါတယ်ဟုတ်ကဲ့ဒီနေ့တော့ကျွန်တော်လာတော့ပြပြမှာတော့ဒီထိတ်စီကနန်းနဲ့ခါဆိုင်ကနန်းဆိုင်နဲ့ပလိစိုက်ကိုလာတော့ပြမှာပြပါတယ်နော်ဟုတ်ကဲ့လာမယ်ဒီရှောက်ရနေရှောက်လာပိုင်း2025အတွက်ပေါ့โอเคပထမဆုံးတော့ကျွန်တော်တို့ထိတ်ဆိုင်ကိုရှင်တပြတ်မှာဖိပါတယ်ကိုနောက်ပိတ်နေဒီလေးခါနေနော်ဒီနေ့ထိတ်စီနေသုံးလုံးပေါင်းရှင်ငါဖိပါတယ်ပြီးတော့ဒီရှစ်ထိတ်နေဒီတုံညာနေနော်ဒီခွန်ထိတ်စီနေသုံးလုံးပေါင်းရှင်လေငါဖိပါတယ်တပင်းကြော်လိုက်မယ်ဗျဒီခွန်ခါနေဒီတုံးနောက်ပိတ်နေဒီငါဖိနေနော်သုံးလုံးပေါင်းရှင်ငါဖိပါတယ်ဒီတုံးထိတ်စီနေဒီရှောက်ခါနဲ့ဒီရှောက်ထိတ်နေနော်သုံးလုံးပေါင်းရှင်လေနားပြပါတယ်โอเคတပင်ကြော်လိုက်မယ်ဗျဒီခါရှစ်ခါနဲ့ဒီနှစ်နောက်ပိတ်နဲ့ဒီသုံးထိတ်နေနော်သုံးလုံးပေါင်းရှင်ဟာသုံးပြပါတယ်ရောဒီသုံးထိတ်နဲ့ဒီငါးခါနဲ့ဒီထိတ်နေနော်သုံးလုံးပေါင်းရှင်သုံးဖိဖို့အတွက်ဆိုတော့ကျွန်တော်တို့ကထိတ်ကငါးကိုထည့်ပြရပါတယ်ငါးထိတ်စီဖိပါတယ်ငါးထိတ်ဖိပါတယ်နော်ဟုတ်ကဲ့ကျွန်တော်တို့ခါဆိုင်ကိုထည့်ကြည့်ရအောင်ဒီရှစ်ထိတ်နဲ့ဒီလေးခါနဲ့ပြီးတော့လုံးပေါင်းရှင်းဟာနှစ်ဖြစ်ပါတယ်ဒီလုံးပေါင်းရှင်းနှစ်ဖြစ်ပါတယ်နော်ပြီးတော့ဒီရှောက်ခါနဲ့ကိုနောက်ပိတ်နဲ့ဒီခွန်ခါနဲ့နော်သုံးလုံးပေါင်းရှင်းလဲနှစ်ဖြစ်ပါတယ်โอเคပင်ကြော်လိုက်မယ်ဗျဒီသုံးထိန်နဲ့ဒီခွန်ခါနဲ့လုံးပေါင်းရှင်းသုံးညဖြစ်ပါတယ်တော့ဒီကိုခါနဲ့ဒီသုံးနောက်ပိတ်နဲ့ဒီရှိခါနဲ့နော်သုံးလုံးပေါင်းရှင်လေသုံးညဖြစ်ပါရဲ့တပင်းကြော်လိုက်မယ်ဗျဒီသုံးထိန်နဲ့ဒီရှစ်ခါနဲ့မလုံးပေါင်းရှင်တစ်ဖြစ်ပါတယ်သုံးညခါနဲ့ညနောက်ပိတ်နေနော်ဒီခါနဲ့သုံးလုံးပေါင်းရှင်တစ်ဖြစ်ဖို့အတွက်ဆိုတော့ကျွန်တော်ကကိုထည့်ပြရပါတယ်ကိုခါဖြစ်ပါတယ်โอเคကျွန်တော် plate side ကိုထည့်ကြည့်အောင်plate side ကဒီတင်နောက်ပိတ်နဲ့ဒီနှစ်ခါနဲ့ဒီရှစ်ထိတ်နဲ့ပြီးတော့
ဒီ3ညခါနေနော်ဒီလုံးပေါင်းရှင်းမှာကျွန်တော်တို့တစ်ဖြစ်ပါတယ်ပြီးတော့ဒီရှစ်တလုံးနဲ့ဒီခွန်ထိန်နဲ့ဒီခွန်ခါနဲ့ဒီကိုနောက်ပဲနေနော်ဒီလုံးပေါင်းရှင်းဟန်ကျွန်တော်တို့တစ်ဖြစ်ပါတယ်ဒီလုံးပေါင်းရှင်းကရှောက်ဖြစ်ပါတယ်နော်โอเคဒီလုံးပေါင်းရှင်းဟန်တစ်ဖြစ်ပါတယ်ဒီ3ညနှလုံးနဲ့ပြီးတော့ဒီ3ထိပ်နဲ့ဒီ6ခါနဲ့3ပေါင်း၄လုံးပေါင်းရှင်းဟန်9ဖြစ်ပါတယ်ဒီရှစ်ထိပ်နဲ့ဒီ6ထိပ်နဲ့ဒီရှစ်ခါနဲ့ဒီခွန်နောက်ပဲနေနော်၄လုံးပေါင်းရှင်းဟန်9ဖြစ်ပါတယ်ဒီလုံးပေါင်းရှင်းက4ဒီလုံးပေါင်းရှင်းက5โอเคဒီလုံးပေါင်းရှင်းကဖြစ်ပါတယ်နော်ဒီခွန်နောက်ပိတ်နဲ့ဒီနိခါနဲ့ဒီထုံးထိတ်နေနော်တော့5ခါနဲ့ဒီလုံးပေါင်းရှင်းဟန်ကျွန်တော်တို့ခွန်ဖြစ်ပါတယ်ဒီ3ထိတ်နဲ့ဒီ5ထိတ်နဲ့ဒီ9ခါနဲ့နော်3လုံးပေါင်းရှင်းကခွန်ဖြစ်ပါတယ်โอเค4လုံးပေါင်းရှင်းကခွန်ဖြစ်ဖို့အတွက်ဆိုတော့ကျွန်တော်ကလေးလုံးပေါင်းရှင်းခွန်ဖြစ်ဖို့အတွက်ဆိုတော့ကျွန်တော်ကနောက်ပေက3ညကိုထည့်ပေးရပါတယ်โอเค3ညပိတ်ဖြစ်ပါတယ်နော်โอเค plate က4 plate ဖြစ်ပါတယ်plate 4ဖြစ်ပါတယ်ကို3ညဖြစ်ပါတယ်နော်โอเคလာနဲ့6ရက်နေ့6လပိုင်း2015အတွက်ရမယ့်ကနေတော့9 3ညဖြစ်ပါတယ် plate 4ဖြစ်ပါတယ်โอเค mix ဆွေများကန်ကြိုက်ရင်ဒီကစားကြပါအားလုံးပဲပေါက်ကြပါစေအားလုံးပဲကန်တောင်းကြပါစီဗျာ